ခမားကင်ထားတဲ့လက်နက်ကပြည်သူပတ်စံနဲ့ဝယ်ထားတာပါခမားကင်ထားတဲ့လက်နက်ခမားလာစခမားလာခစားပေါ်နဲ့ခမားဝယ်နိုင်လားလို့မေးကြည့်လိုက်ပါကိုဟာနဲ့ကိုပြန်ပြီးစဉ်းစားသိမှာတယ်ခမားကင်ထားတဲ့လက်နက်ကခမားကင်ထားတဲ့လူသိစင်နိုင်တဲ့အကြောင်းအရာဟာခမားလာခတစ်ခုမှမရှိပါဘူးရှင်းရှင်းလင်းလင်းပဲကျွန်တော်မေးချင်ပါတယ်ခမားကင်ထားတဲ့ခမားရဲ့လက်နက်ခမားလူသိစင်နိုင်တဲ့လက်နက်ဟာကျွန်တော်တို့ရဲ့တပြားတစ်ချက်မှပြီးခဲ့ခြင်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့သွေးအသားနဲ့ရင်းခဲ့တဲ့ဟာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပတ်စံတပြားတစ်ချက်မှမဟုတ်ခဲ့တဲ့ပြည်သူလူထုရဲ့ပတ်စံနဲ့ဝယ်ထားတဲ့လက်ထက်ဆိုတာကိုခင်ဗျားတို့သတိထားပေးဖို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်အလုပ်လုပ်ခဲ့တာ10နှစ်ကျော်ပါပြီခင်ဗျားတို့သိလားမသိတာတော့မသိပါဘူးကျွန်တော်နာမည်ဦးရွှေကီးပါထားနံပါတ်လည်းပြောရမယ်ထားနံပါတ်11969တရက်6လ2019တင်တုံးကြရတဲ့ကမ္ဘာကျွန်တော်ဝန်ထမ်းစားလုပ်ခဲ့ပါတယ်သူများဒီပြောနေတယ်သူများဒီခဏခဏပြောတယ်သူများမျက်မှောက်ကျိုးခဲ့တယ်ကျွန်တော်ဟာနတ်တလကြောင်စင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်နတ်တလကြောင်စင်ဆိုတာကကျွန်တော်ပြည်သူလူထုအတွက်ရက်တည်တဲ့နတ်တလကြောင်စင်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အခုလိုငြိမ်းချမ်းစွာဆန္ဒပြတဲ့အပေါ်မှာရက်တည်ပေးရတော့လည်းကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ပြည်သူလူထုတွေအကုန်လုံးကမျက်ရည်မျက်ခွက်လမ်းပေါ်မှာသွေးကျပြီးတော့နေတဲ့အချိန်မှာပြည်သူလူထုပေးတဲ့ပတ်စံနဲ့ပြည်သူလူထုရဲ့ဝယ်ထားတဲ့လက်နက်နဲ့ဆက်ပြီးတော့ကျွန်တော်တို့မတိုက်ခိုက်ပါနဲ့လို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး